ဟဲ့ဇာနေဖြည်းဖြည်းသွားစမ်းပါမိုးကလည်းသဲလိုက်တာရှေ့ကိုတော့မမြင်ရတော့ဘူးသူရကအော်ပြောလိုက်ရတယ်မြန်မြန်လာပါသူရဟိုရှိကကြောင်းအင်ကြီးကလွှဲရင်ဒီတောထဲမှာခိုးစရာနေရာမရှိတော့ဘူးဇာနေကတုံတုံရီရီနဲ့ပြန်ဖြေတယ်သူတို့နှစ်ယောက်မိုးထဲလေထဲမှာအမိုးကာရှိရာကိုအသေးအတန်ပြေးနေကြရတယ်အိတ်ထဲရောက်တော့သူရကဖျောင်းတိုက်တဲ့ကိုမင်းညှိလိုက်တယ်မင်းကလည်းကွာဒီအိမ်ကြီးကဟောင်းနေတာပဲရှိတာပါမင်းပြောသလိုတရေရှိမှာမဟုတ်ပါဘူးဖုန်တွေနဲ့လိုက်ကအဆုပ်တွေကိုကြည့်ပြီးကြောက်မနေစမ်းပါနဲ့သူရကလှောင်ပြုံးလေးနဲ့ပြောလိုက်တယ်ဇာနီကတော့ကျမ်းပြေပေါ်မှာထိုင်ချလိုက်ပြီးပတ်ဝန်းကျင်ကိုတတိနဲ့ကြည့်နေတယ်မင်းမသိလို့ပါသူရဒီအိမ်ရှင်မကြီးကအိမ်ကိုသိချတာတဲ့သူဆုံးသွားတာကြာပြီဆိုပေမဲ့ဒီလေကားပေါ်မှာတယောက်ယောက်ကိုစောင့်နေတတ်တယ်လို့ရွာကလူတွေပြောကြတယ်လို့တူတူလေးပြောပြနေတယ်အတန်တစ်ခုကြားလိုက်ရတယ်သူရကအတန်လာရကိုနားဆော့လိုက်ရင်ကြားလားဇာနီကြွက်တီထင်းတယ်လို့ပြောပေမဲ့သူ့အတန်ကအရင်လိုမရဲတော့ဘူးဖျောင်းတိုင်ကိုကြက်ကြက်ပါအောင်စောက်ကင်ထားမိတယ်ဟိုမှာလှေကားကိုကြည်စမ်းသူရတခုလှုပ်ရှားနေသလိုပဲလို့ဇာနီကတုံရီနေတဲ့လက်ညှိုးနဲ့လှေကားစီကိုညှော်ပြလိုက်တယ်သူတို့နှစ်ယောက်လုံးအသက်ရှူဖို့တောင်မေ့ပြီးလှေကားထိတ်ကအမှောင်ထုကိုစိုက်ကြည့်နေမိကြတယ်လေတိုက်တာဖြစ်မှာပါဇာနီမင်းကလည်းကလေးကြနေရပဲလို့သူရကပြောပြီးလှေကားချင်ရင်ဘက်ကိုဖြည်းဖြည်းချင်းရှောက်သွားလိုက်တယ်သူရရဲ့အရေးကနိုင်ရန်ပေါ်မှာအကြီးကြီးဖြစ်နေပြီးကြောက်စရာကောင်းနေတယ်လေကားပေါ်ကနေဖြူဖြော့ဖြော့ပုံရိပ်တစ်ခုဖြည်းဖြည်းချင်းဆင်းလာတယ်ခြေတန်လည်းမကြားရဘူးအေးစိတ်တဲ့လေတစ်ခုပဲသူတို့နားကဖြတ်သွားသလိုခံစားလိုက်ရတယ်အဲ့ဒီပုံရိပ်ကထမီအဆုပ်လေးနဲ့အမျိုးသမီးတစ်ယောက်ဒါပေမဲ့သူ့မျက်နှာနေရာမှာဘာမှမရှိပဲဟာလာဟင်းလင်းဖြစ်နေတယ်ဇာနီကတော့အော်ဖို့ကြိုးစားပေမဲ့အတန်ကလက်ချောင်းထဲမှာပဲတစ်နေတယ်သူကြောက်လန့်လွန်းလို့ကိုယ်လက်တွေလှုပ်လို့မရတော့ပဲနာရကိုကပ်ပြီးထိုင်နေမိတယ်သူ့မျက်လုံးတွေကတော့ပြူးထွက်မတတ်ဖြစ်နေပြီအဲ့ဒီငွေငယ်ကသူရရဲ့နှောင်နာထိရောက်လာပြီးအေးဆက်နေတဲ့လက်ချောင်းရှိကြီးတွေနဲ့သူရရဲ့လက်ပင်ကိုလှမ်းကင်ဖို့ပြင်လိုက်တယ်ငါ့ကိုစကားပြောချင်လို့လားဆိုတဲ့သေးရွက်ချောက်တွေပေါ်တိုက်သလိုအတန်အေးအေးကြီးကသူရရဲ့နားထဲမှာဟိန်းသွားတယ်ဖျောင်းနိုင်မီကရုတ်တရက်ငြိမ်းသွားတယ်ဇာနီဇာနီဆိုတဲ့သူရရဲ့အော်သံနောက်မှာမိုးသံတွေနဲ့အတူခြောက်ခြားစရာကောင်းတဲ့ရည်သံတူတူလေးပဲကြာရိပ်ခဲ့တော့တယ်